ရှင်ကနေပြီးတော့အကြောင်းအရာတစ်ခုအလုပ်တစ်ခုကို English လို့မြန်ပြောပြီးတော့ခိုင်းလိုက်တယ်ကိုကတော့နားမလည်လိုက်ဘူးဒါပေမဲ့ yes လို့ပြောပြီးလုပ်လိုက်ရောနောက်တော့အဲ့ဒီအလုပ်ကမှားရောဆိုတော့ဒီပြဿနာကနိုင်ငံခြားမှာအလုပ်လုပ်နေတဲ့သူတော်တော်များများမှာဖြစ်လေရှိတယ်ဒါကြောင့် Honey ကဒီနေ့ဗီဒီယိုမှာကိုနားမလည်တဲ့အကြောင်းအရာကို English လို့ပြန်မေးလို့ရမယ်မေးခွန်းပုံစံ၃ခုကိုပြောပြပေးပါမယ် Number 1 What do you mean ဘာကိုဆိုလိုတာလဲ What do you mean by check this system check this system ဆိုတာကဘာကိုပြောချင်တာလဲဘာကိုဆိုလိုတာလဲ What do you mean by prepare this item prepare this item ဆိုတာကဘာကိုပြောချင်တာလဲ Can you give me an example of နင်ငါ့ကိုဥပမာပေးနိုင်မလား Can you give me an example of how to do it ဒါကိုဘယ်လိုလုပ်ရမလဲဆိုတာနင်ငါ့ကိုဥပမာပေးနိုင်မလား Can you give me an example of what you want နင်ဘာကိုလိုချင်လဲဆိုတာငါ့ကိုဥပမာပေးလို့ရမလား Which one should I choose ဘယ်ဟာကိုရွေးရမလဲ Which one should I choose this or that ဒါရွေးရမှာလားဟိုဟာရွေးရမှာလား Which one should I choose this machine or that machine ဒီစက်ကိုရွေးရမှာလားဟိုစက်ကိုရွေးရမှာလား Thank you for watching see you next video bye